ဘာပြောမှမသိဒီနေ့တော့အားလုံးပေါ့နော်ပြောပြစရာအကြောင်းအရာလေးတစ်ခုရှိလို့ပါမတွေ့တာလဲကြာပြီမေအခုတလုံးမှာနည်းနည်းလေးအလုံးရှုံနေတာပေါ့နော်ဒီမိသားစုကိစ္စတွေနောက်တစ်ခုကဒီမေသမီးလေးရဲ့ပညာရေးကိစ္စတွေနဲ့ပေါ့နော်မေရှုပ်နေတာလေးရှိလို့ပါအဲ့အတွက်ကြောင့်မို့လို့ဒီ social ပေါ်မှာလဲတိတ်ပြီးတော့အမြဲ active ဖြစ်မနေဘူးပေါ့နော်ဆိုတော့အခုဘာပြောလဲမျက်မှောက်မှာငိုမှလားဒီအားကဘာလဲဆိုတော့မေခုဘန်ကောက်မှာပါဘန်ကောက်မှာမေရဲ့အမေကိုပေါ့နော်ဒီနေ့မနက်ကဒီဘန်ကောက်မှာရှိတဲ့နာမည်ကြီးဆေးရုံတစ်ခုပေါ့နော်သူ check up အနေနဲ့တော့ပြရဲပေါ့နော်တော့ပြတော့မေလိုက်သွားတဲ့အချိန်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးကိုမေအခုဒီ vlog လေးကနေပြီးတော့ sharing လုပ်ပေးချင်တာပေါ့နော်ဆိုတော့ပြောချင်တာကဆေးရုံကနာမည်ကြီးဆေးရုံမှာအဲ့ဒီမှာပေါ့နော်မေအမေကဒီပြနေတာလဲနှစ်နဲ့ချီနေပြီပေါ့နော်ဆေးရုံပြပြီးတော့ပြီးခဲ့တဲ့နှစ်check up လုပ်ပြီးတဲ့ကပေါ့နော်အဲ့ဒီဒေါက်တာကဒီနှစ်မှာပြန်ပြီးတော့ check up ပြန်လာလုပ်ဆိုပြီးတော့ပြောရဲပေါ့နော်ဆိုတော့ပြန်လာလုပ်တယ်ပေါ့နော်ဒီ specialist နဲ့ပြနေတာပေါ့နော်ပြနေတာကိုမနက်ကကြတော့ဒီမနက်9နာရီဆေးရုံချိန်တယ်ပေါ့နော်ဆေးရုံကိုချိန်တော့မေတို့သွားတယ်ဆေးရုံလည်းရောက်တော့ဒေါက်တာကမရောက်သေးဘူးဒါမဲ့အဲ့ဒီမှာ nurse ပေါ့နော် nurse 2ယောက်နဲ့မြန်မာစကားပြန်1ယောက်နဲ့ပေါ့နော်အမေကိုအင်ကြီးလဲခိုင်းတယ်တော့အဲ့အချိန်မှာမိကကြတော့မနက်စာမစားရသေးတော့မိကအောက်ဆင်းသွားတာပေါ့နော်ဆေးရုံရဲ့အောက်မှာမုတ်ဆိုင်လေးရှိတာပေါ့နော်မုတ်ဆိုင်လေးရှိတော့မိကအဲ့မှာမုတ်လေးခဏသွားစားမယ်ပြန်လာခဲ့မယ်ဆရာဝန်ကလည်း9နာရီမထိုးသေးဘူးဆိုတော့မရောက်သေးဘူးပေါ့10မိနစ်15မိနစ်လောက်အချိန်ရတော့အဲ့မှာခဏလေးပြေးပြီးတော့စဉ်းစားတဲ့အချိန်မှာအမေကဖုန်းဆက်လာပြီးတော့ဟဲတဲ့ငါ့ကိုတဲ့အင်ကြီးတွေလဲခိုင်းနေတဲ့ဆိုတော့ဟဲဘာဖြစ်လို့လဲပေါ့နော်အရင်တော့ဆိုရင်မေတို့ဒီဆရာဝန်နဲ့တွေ့တယ် consult လုပ်တယ်ပြီးတော့မှလိုအပ်တဲ့ဟာကိုဆရာဝန်ကစစ်တာလေနော်ဆိုတော့အင်ဂျီတွေလည်းခိုင်းနေတယ်ဆိုတော့အဲ့ဒါနဲ့မေအပေါ်ခဏနေတော့မေအပေါ်တက်သွားတာအပေါ်လဲရောက်ကောအဲ့ဒီမှာမြန်မာစကားပြန်အမားတယောက်ရှိတာပေါ့နော်ဆိုတော့သူ့ကိုမေးလိုက်တော့အမားလို့ဘာစစ်မလို့လဲလို့ဘာစစ်ဖို့မိတ်စိတ်ထဲမှာထင်တာကတော့ဆရာဝန်ကဒါကိုစစ်ခိုင်းထားလို့လားကြိုပြီးတော့ပေါ့နော်appointment ဒီနေ့ဘယ် patient က appointment ရှိရဲဆိုတာကြိုသိထားတာပေါ့နော်ဒီ patient ကိုဒါတွေစစ်ခိုင်းထားလို့လားပေါ့နော်ဆိုတော့ဘာစစ်မလို့လဲအမလို့မေးလိုက်တဲ့အချိန်မှာ तू ကပြရဲပေါ့နော်ပြပြီးတော့ဘာစစ်မယ်ဆိုရင်ဘလောက်ပြီးရင်တော့ဘာစစ်မယ်ဆိုဘလောက်ဆိုပြီးတော့3ခုလောက်သူရေးထားတယ်အဲ့မှာမြင်ကြည့်လိုက်တယ်အပေါ်ဆုံးကဟာကတော့သူကသွေးစစ်တာပေါ့နော်သွေးစစ်မယ်သွေးကတော့ဒီသွေးပြူဥသွေးနီဥပေါ့နော်အဲ့ဒါတွေစစ်မယ်ဟာတွေပေါ့နော်ပြီးတော့နောက်အဲ့ဒါကတော့ဘတ်6000လောက်ကြာမယ်ပြီးတော့သူကနောက်တစ်ခုကဘာစစ်ခိုင်းလဲဆိုတော့အဲ့ဒီမှာရေးထားတာကဒီဟိုပေါ့အစအိမ်မှန်ပြောင်းကိုစစ်မယ်တဲ့ဆိုတော့အခုလာပြတဲ့ department ကမေတို့ကအဆိုင်နဲ့မသက်ဆိုင်တဲ့ department ပေါ့နော်ဒီဆိုတော့အဆိုင်မှန်ပြောင်းကိုစစ်မယ်ဆိုတော့အဆိုင်မှန်ပြောင်းကစစ်ဖို့ဆရာဝန်ကပြောထားလားလို့ဆိုတော့အဲ့လိုမပြောထားဘူးတဲ့ပြီးတော့နောက်MRI ရိုက်မယ်ဆိုပြီးအောက်မှာတခုကအဆိုင်မှန်များဆက်တာအပတ်1000ကျော်လား maybe ပေါ့နော်အဲ့မှာမေကြည့်လိုက်တာပေါ့နော်သူကမှဈေးနှုန်းတွေပါရေးထားတယ်ဒီလောက်ကုန်မယ်ပေါ့နော်ဒီpatient ကိုဒါတွေစစ်မယ်ပေါ့ဆိုပြီးတော့လုံနေတဲ့အချိန်မှာမေကရောက်သွားတော့အမေကသူတို့ကဒါတွေစစ်မယ်ပြောတယ်တဲ့သိလားဆိုတော့နောက်တစ်ခါ MRI ရိုက်မယ်တဲ့ဆိုတော့MRI ကဆရာဝန်ရိုက်ခိုင်းတာလားဒါပေမဲ့ရိုက်ဖို့လို့လားပြောချင်တာပေါ့နော် MRI ရိုက်တယ်ဆိုတဲ့အခြေအနေကယောဂရှာတာမျိုးတွေပေါ့နော်တခုကြောင့် MRI ရိုက်တာပေါ့နော်ဆိုတော့အခုဒီလူနာကကြတော့ဘာယောဂမှလည်းမရှိဘူးအမှန်တကယ်တော့ကောင်းနေတဲ့ဒီ check up ပုံမှန်လုပ်နေတဲ့လူနာတယောက်ကကောင်းနေတယ်လာပြီးတော့ဒီပြန်စစ်တာပေါ့နော် annual check up အနေနဲ့ပြန်လာတာဖြစ်တဲ့အတွက် MRI ရိုက်မယ်ဆိုတော့စိတ်ထဲမှာMRI ရိုက်မယ်တဲ့ဘတ်3600ကုန်မယ်အားလုံးဒီသူတွက်ထားပေးတာဘတ်9000ဝန်းကျင်ကြော်ပေါ့အဲ့နဲ့မင်းကဟဲ့လို့လားလို့ MRI ရိုက်ဖို့ပေါ့နော်ဆရာဝန်ကပြောထားလားဆိုတော့လေဆရာဝန်မရောက်သေးတဲ့အချိန်မှာအဲ့လိုမျိုးကြီးပေါ့နော်သူကအဲ့လိုမျိုးကြီးပြောထားတော့အဲ့ဒါနဲ့ကျမတို့လို့ဒီဟာကိုမရိုက်နိုင်ဘူးလို့ဆရာဝန်နဲ့အရင်တွေ့မယ်လို့တွေ့ပြီးတော့မှလို့ဒီသူညွှန်ကြားရင်တော့လုပ်မယ်ပေါ့နော်သူမညွှန်ကြားရင်တော့မလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့အဆိုင်ဦးလန်းချောင်းနဲ့ဆရာဝန်လည်းလာပြတာမဟုတ်ဘူးပေါ့နော်ကျမတို့
အခုရောက်နေတာကဒီ specialist ပြင်မယ်ဒီအဆိုင်ဦးလောင်းကြောင်းနဲ့လည်းမသက်ဆိုင်တဲ့ဆရာဝန်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပြောလိုက်နော်ပြောလိုက်ပြီးတော့9 နာရီကြော်လေးဖြစ်သွားတော့အဲ့ဒီမှာအမေကလည်းပြောအေးတဲ့အဲ့ဒါကြောင့်နဲ့ငါလည်းငါ့ကိုအင်ကြီးချက်ချင်းလဲခိုင်းတော့ငါလည်းစိတ်ပူပြီးတော့ NNC ဖုန်းဆက်တာတဲ့ဆိုတော့အဲ့နဲ့ကျမအဲ့မှာထိုင်ဆောင်နေရောထိုင်ဆောင်ဆရာဝန်ကခဏနေတော့ရောက်လာ consultation room နဲ့ကိုကျမတို့ခေါ်ရဲပေါ့နော်ဝင်သွားအထဲလဲရောက်ကောအထဲလဲရောက်ကောသူကဘာပြောလဲဆိုတော့ကျမတို့ကလို့ annual check up လာပြတာလို့လာပြတာလို့ဒီလိုပေါ့နော်ဆိုပြီးတော့အဲ့နဲ့ဘာပြောလဲဆိုတော့အဲ့နဲ့6 လတစ်ခါဆင့်ရမှာဟိုတဲ့ဘာဖြစ်လို့တစ်နှစ်ပြည့်မှာတစ်နှစ်မလာပြရလဲပေါ့နော်ဆိုတော့ဟဲလို့နေမဲပြောခဲ့တာလေလို့ကျမလည်းအဲ့ချိန်မှာဒေါသထောင်းကနေပဲဘာလို့လဲဆိုတော့ကျမအဲ့တုန်းကဆရာဝန်နဲ့ပထမနှစ်မှာဆွေးနွေးတော့ကလည်းမရှိရပေါ့နော်အမေပေးမှာအဲ့တော့ကသူပြောခဲ့တာအမေကအရန်ကောင်းတယ် reset တွေအရန်ကောင်းတယ်အမြဲတမ်း6 လလောက်ဆိုစစ်စရာမလိုတော့ဘူးတစ်နှစ်ခွဲလောက်မှပြန်လာခဲ့ဆိုပြီးတော့ခေါ်ရလေလို့နော်အဲ့တော့အဲ့အတိုင်းပဲငါတို့ကအခုပြန်လာတာလေလို့နော်ပြန်လာတာလေလို့ဆိုတော့အဲ့တော့လို့နောက်တစ်ခုကလိုအပ်တာကြီးစစ်ပါလို့စစ်လို့ရတယ်လို့ဘာကြီးစစ်မလဲလို့သိလားဆိုပြီးတော့ပြောတော့အဲ့မှာMRI ရိုက်မလားတဲ့ MRI နဲ့ဟဲ MRI ကလိုအပ်လို့လားနေလိုအပ်ရင်ရိုက်အေးဒါမဲ့ဒီအခု patient ကဟိုနေအခုကျမအမေကအကောင်းကြီးပြီးတော့တကယ်ကိုမှဟိုတူထောင်းနဲ့တကယ် check up annual check up အတွက်ပဲတော့ပြတာဒါတော့ check up ဆိုတာ total all check up မဟုတ်ဘူးเนาะဒီ specialist တစ်ယောက်တည်းကိုပဲတော့ပြရတဲ့ဟာအဲ့ဒါကိုအဲ့လိုကြီးပြောတယ်ကျမတော့မရိုက်နိုင်ဘူးလို့လိုအပ်လားလို့ဆိုတော့ तू ကဘာပြောလဲဆိုတော့ဟိုနဲ့ရရင်တော့ပိုကောင်းတာပေါ့ဟဲ့ရရင်ပိုကောင်းရအောင်လို့အခုကဘာဖြစ်နေလို့လဲလို့เนาะနောက်တစ်ခုကကြတော့လဲပြောချင်တာကဟွာတဲ့အဲ့ဒါဆိုရင်ねဗာလဲအဆိုင်မှန်များကြည့်မလားတဲ့ဟဲ့ငါလာပြတာအဆိုင်မဟုတ်ဘူးလို့နေရလို့ဒီပေါ့နော်အဆိုင်ဦးလန်းအဆိုင်ဟိုမှန်များကြည့်ရအောင်လို့ငါအမေအဆိုင်ဖြစ်နေလို့လားလို့အဆိုင်ကြောင့်လာပြတာမိုးလို့လားပေါ့နော်စိတ်ကအရန်တိုပြီးဒေါသထွက်တာတည်လားအဲ့ဒါနဲ့ဆရာဝန်ကိုပြောလိုက်ရောတည်လားပြောလိုက်ပြီးဆရာဝန်ကတကယ်လိုအပ်တာတွေကိုမစစ်ပဲနဲ့အဲ့လိုပေါ့နော်သူတို့မှာရှိသက်မြဟိုဘယ်လိုပြောမလဲပြောမယ်ဆိုစိတ်ရောပဲမှားထားတာလားတော့မသိဘူးပေါ့နော်သူတို့မှာဟိုလူနာတယောက်တွေ့ပြီဆိုတာနဲ့သူတို့ကသိရမလားတကယ်ကိုဂျင်းကောင်လုံးယူတွေ့လိုက်သလိုနဲ့အကုန်လုံးဆက်ခိုင်းတာသိလားအဲ့ဒါနဲ့ဒီအတောင်းအထက်တို့ပြောလေအဲ့နဲ့ဘာပြောလဲဆိုတော့အော်တဲ့အေဂျင့်ကလည်းမပြောဘူးလားတဲ့သိလားနင်းအေဂျင့်ကလည်းမပြောဘူးလားတဲ့ဒါရီစစ်ရမယ်လို့ဟဲ့ပြောရအောင်လို့ငါတို့လာပြတဲ့ case ကအဆိုင်ဦးလန်းချောင်း case လည်းမဟုတ်ဘူးလို့เนาะပြီးတော့ MRI ရိုက်ရလောက်အောင်လဲလူနာကဘာမှဒီ blood test စီပါဘာမှမစစ်ပဲနဲ့ဒီဟာကလိုအပ်လို့လားလို့သိလားကျမလေးတော်ဒေါသထွက်တာသိလားအဲ့ဒါနဲ့အမေကလည်းအေးလေတဲ့ငါလည်းအကောင်းယူတယ်ငါဘာဖြစ်လို့အဲ့လိုပြောရလဲပေါ့နော်အဲ့နဲ့ပထမတစ်ခါဒီဆရာဝန်မရောက်ခင်တော့သူတို့အဲ့ပထမဆက်ရမယ့်အချက်3ချက်မှာသွေးတော့အရင်ဖောက်ဆက်လိုက်တယ်ပေါ့နော်ဖောက်ဆက်လိုက်တော့သွေးကတစ်ခါဖောက်ပြီးသွားပြီဆရာဝန်နဲ့လည်းတွေ့ရောဆရာဝန်ကနောက်တစ်ခါထပ်ဖောက်ခိုင်းတယ်ဘာလဲဆိုတော့သူတဲ့စစ်ဆရာကြီးကြံငယ်လို့တကယ်မှဆိုရင်သွေးရတစ်ခါရဲဖောက်ပြီးတော့ဒီဆက်ရမယ့်ဟာတွေအကုန်လုံးဟိုဖြစ်ရတာလေနော်အခုကလူနာမှာသွေးကို2 ခါဖောက်ခဲ့ရတယ်ဒီနေ့ပေါ့နော်အဲ့ဒါနဲ့မေတို့ဒီမှာပေါ့နော်ဒီဆရာဝန်နဲ့တွေ့တဲ့အချိန်မှာဆရာဝန်ကနောက်တစ်ခေါက်သွေးထပ်ဖောက်ခိုင်းတယ်အမေကိုပေါ့နော်ထပ်ဖောက်ခိုင်းတော့အဲ့မှာသွေး reset ကိုကြည့်တယ်သွေးရဲ့ reset အရာဆိုအမေကအရန်ကောင်းနေရပေါ့နော်အရန်ကောင်းနေရနောက်ဆုံးဘယ်လောက်တောင်လဲဆိုတော့ weight ကလည်းသူတော်ထိန်းနိုင်တယ်ထိန်းနိုင်တာဖြစ်တဲ့အတွက် cholesterol လည်းမရှိဘူးအကုန်လုံးကိုကောင်းနေတာကွာသိလားအဲ့လိုကောင်းနေတဲ့ reset ကြီးထွက်လာတော့မှဆရာဝန်ကလည်းအင်းနဲ့ရပြီတဲ့အဲ့ဒါဆိုရင်နဲ့သိလားအဲ့ဒါနဲ့အားလုံးပေါ့နော်နေ reset ကလည်းတဲ့ကောင်းနေတဲ့ဆိုပြီးတော့သိလား short ချသွားတာသိလားဆရာဝန်ကလည်းလေနေ reset ကလည်းတဲ့ကောင်းနေတဲ့နောက်နှစ်မှပြန်တွေ့မယ်အဲ့တော့မင်းကလည်းပြောလိုက်တာပေါ့နော်အဲ့ဒါဆိုရင်လို့ငါတို့ဘယ်တော့ထပ်ပြီးတော့နေလာပြီးတော့ appointment ထပ်တွေ့ရမလဲလို့ဆိုတော့နောက်တစ်နှစ်မှာတဲ့လာတွေ့လို့ရတယ်တဲ့အဲ့တော့မင်းကလည်းမေးတယ်လေနော်အမေရဲ့အခြေအနေကဘယ်လိုလဲအားလုံးကောင်းတယ်တဲ့သွေးစစ်တာလည်း reset ကောင်းတယ်ပေါ့နော်အဲ့ဒါကိုကြည့်အောင်အဲ့ဒါကိုဒီဘယ်လိုပြောမလဲစက်ခိုင်းတဲ့ဟာတွေကအများကြီးပဲစက်ခိုင်းတာ MRI နေရောအဆိုင်ဦးလန်းချောင်းမှန်ဘလူးကြည့်တာတွေရောသိလားဆိုတော့အဲ့တော့နောက်ဆုံးမှဆရာဝန်ကလည်း short ချသွားတယ်အဲ့နဲ့စီယူတဲ့ next ကြီးရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကဲကြည့်အောင်အဲ့တော့စဉ်းစားကြည့်ပေါ့နော်အခြေအနေကိုဆိုတော့တကယ်လို့များတာပေါ့နော်မေးလို့မျိုးရှောက်မမေးတတ်ပဲနဲ့သိရမလားဟဲ့ဘာအတွက်လဲဘာကြောင့်လဲတခါလေကြတော့လဲလိုအပ်လားမလိုအပ်လားဆိုတာရှိရလေနော်ဆိုတော့နောက်တစ်ခုကအချိန်ကုန်နေနောက်တစ်ခုကငွေကုန်နေစိတ်ယုံတွေကလည်းတော်ဆိုတာပါမေးပေါ့နော်အရှိမှလည်းဒီဘန်ကောက်မှာလည်းတခြားစိတ်ယုံတွေတော့
တွေ့ပူပါတယ်အခုစေယုံဆိုလဲမိသားစုတောက်လျှောက်ပြနေရအရင်တော့အဲ့လိုတော့မရှိဘူးဒီဆရာဝန်ကလည်းအရင်တော့ကအဲ့လိုမရှိခဲ့ဘူးပေါ့နော်ဆိုတော့ဘလို့ဖြစ်လို့များအခုမှအဲ့လိုဖြစ်ရတာလဲတော့မသိဘူးပေါ့နော်ဆိုတော့မေဒီ information ကို share ပေးတာကတော့မကုံတက်တာမကုံရအောင် share ပေးတာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ပေါ့နော်။ဒီပတ်စံကုံတာတစ်ခုတည်းလည်းမဟုတ်ပြန်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ patient ကလည်းဒီပြောရမယ်ဆိုရင်ပေါ့နော်ပင်မန်းနေပေါ့လေနော်အခုဒီနေ့ဆိုရင်မေကနှစ်ခါတွေးဖောက်ခဲ့ရတယ်ပေါ့နော်အမှန်တကယ်ဖြစ်တဲ့နာကတော့ဆရာဝန်နဲ့တွေးပြီးတော့ဆရာဝန်ကဒါရီစစ်မယ်ဆိုပြီးတော့တွေးတစ်ခါတည်းဖောက်ရမှာလေနော်ကိုမိသားစုဝင်ထဲမှာတယောက်ကနာမကျန်းဖြစ်တယ်ဆိုရင်ဘာဖြစ်တာလဲဘာယောဂလဲဘလို့မျိုးလဲတိတိကျကျလေးလေ့လာကြပါပြီးလို့ရှိရင်စိတ်ယုံရောက်သွားတဲ့အခါမျိုးမှာလဲဒါလိုအပ်လားဒါဘာကြောင့်လဲဘာကြောင့်လုပ်ရတာလဲဆိုတဲ့ဟာမျိုးလေးတွေကအစပေါ့နော်မေးရင်လည်းပြောကြပါရဲ့ပေါ့နော်ဒါပေမဲ့အတိကတော့ကိုကမေးဖို့လိုတာပေါ့နော်နောက်တစ်ခုကကိုကဒီ medical terms တွေကိုကျွမ်းကျင်တာမကျွမ်းကျင်တာထက်အခုခေတ်မှာဆိုလဲအကုန်လုံးကရှာရဖွေရလွယ်ပါတယ် Google ခောက်လိုက်တာနဲ့ဒါဘာယောဂလဲဘယ်လိုမျိုးလဲပေါ့နော်နောက်ဆုံးအင်္ဂလိပ်စာခက်ခဲရင်တော့ဒီ medical terms တွေမသိရင်တော့မှမြန်မာလိုလေ့လာလို့ရတယ်အများကြီးရှိပါတယ်ပေါ့နော်ဆိုတော့နောက်ဆုံးက ChatGPT ကိုမေးအောင်ပေါ့နော်ဆိုတဲ့ဟာမျိုးလေးနဲ့information တွေကိုရှာရတာလွယ်တယ်နောက်တစ်ခုကကြတော့ဒါတွေကလိုအပ်လို့လားမလိုအပ်ဘူးလားဆိုတော့ကိုယ့်ရဲ့လူနာရဲ့အခြေအနေပေါ်မူတည်ပြီးတော့လဲစဉ်းစားချင့်ချိန်ပြီးတော့စိတ်ယုံနေလောက်ခိုင်းတိုင်းလည်းမလုပ်ဖို့ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာပါလို့เนาะနောက်တစ်ခုကဒီပေါ့နော်မိသားစုတွေအားလုံးလည်းကျန်းမာချမ်းသာကြပါစေလို့เนาะမေဆုတောင်းပေးပါတယ်ဒါဒီနေ့မေကြုံခဲ့တဲ့ information လေးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်ရှင်